ပထမဦးဆုံးဆိုးထားတဲ့ဂျေခါလာလေးကို cleansing အရင်လုပ်ပြသွားမှာပဲဖြစ်ပါတယ်။ tray set လေးနဲ့ဂျေခါလာလေးတွေကိုဖြတ်ပေးရပါမယ်။တတိထားပြီးမှတော့ဖြတ်ပေးဖို့လိုပါတယ်။ tray set လေးကိုကိုနိုင်ရင်နိုင်သလောက်အတိုးအလျှော့လုပ်လို့ရပါတယ်။ပြီးတော့ကြံနေသေးတဲ့ဂျေလေးတွေကိုအခုပြထားတဲ့ file လေးနဲ့ပြန်ပြီးလိုက်တိုက်ပေးရမှာပဲဖြစ်ပါတယ်။ဒီလို file လေးနဲ့ပြန်တိုက်ပေးမှသာလက်သေးမျက်နှာပြင်ဟာပိုပြီးတန့်ရှင်းသွားမှာပဲဖြစ်ပါတယ်နော်ဒီလိုရှိရင်ကန်နေတဲ့ဖုံလေးတွေကို brush နဲ့ခါပေးလိုက်ပါဒီကြရင် smile line လေးကိုပွင့်သွားအောင်လို့အခုပြထားတဲ့ set အသေးလေးနှစ်ခုနဲ့ပြန်ပြီးဟာပေးရပါမယ်ရှင်အရင်ဆုံး set အချွန်လေးနဲ့ smile line လေးကိုဟာပေးလိုက်ပါမယ်ပြီးကြရင် set လေးတောင်းလေးနဲ့ပို့ပြီးကျေသွားအောင်လို့ပြန်ဟာပေးလိုက်ပါတယ်ပြီးရင်တော့ဒီ clipper လေးနဲ့ smile ပေါ်ကအတမလေးတွေကိုစပြီးညက်ပါတော့မယ်ညက်တဲ့အခါကျရင်အသားကိုအများကြီးမယူပါနဲ့စမ်းချီတမင်စာပဲယူပြီးညက်ပေးပါဒီ step ကိုလေ့ကျင့်ဖို့ဆိုရင်တံပြားတီးတစ်လုံးဝဲတံပြားတီးလေးနဲ့လေ့ကျင့်ယူလို့ရပါတယ်အတမလေးတွေကိုအတက်နိုင်ဆုံးတွေးမထွက်အောင်တေချာလေးဂရုစိုက်ပြီးညက်ပေးပါပြီးရင်ဖုံးခါမယ်ပြီးကြရင် remover water နဲ့ cleansing လုပ်ပေးရပါမယ်ရှင် remover water ရေမှာ spirit ပါဝင်တဲ့အတွက်ကြောင့်မို့လို့ယောဂပိုး virus ကိုကာကွယ်ပေးမှာပဲဖြစ်ပါတယ်ရှင်လုံးဝကြော်သွားလို့မရတဲ့ step လေးပဲဖြစ်ပါတယ်နော်ဒါကတော့ cleansing ပိုင်းပြီးသွားလို့ရလာတဲ့အဖြေပဲဖြစ်ပါတယ်ရလတ်လေးကလာတယ်နော်တန်ရှင်းရမယ်ပြီးရင်လက်သေးတူခုံကိုလိုက်ကပ်ပါမယ်အဘောကကြတော့ရိုးရိုးကိုနဲ့ပဲတုံးထားတာပေါ့နော်ဒီကိုကကြတော့ခန်းနဲ့တုံးရတာလေးလွယ်ကူတာပေါ့နော်ဒီကိုကတ်တဲ့အချိန်မှာတတိထားပြီးမှတော့ကတ်ပေးရပါမယ်လက်တွေမှာကတ်တတ်တယ်ပြီးကြရင်လေခိုနေလို့မရပါဘူးအရေးကြီးတဲ့အပိုင်းပဲဖြစ်ပါတယ်တကယ်လို့ကိုကတ်တဲ့အချိန်မှာအထဲမှာလေခိုနေပြီလေဟာနေပြီဆိုရင်ဒီ extension ကကြမခံပါဘူးအပေါက်ကကြတော့လက်သေးအရန်ရှည်မကြိုက်တဲ့အတွက်ကြောင့်မို့လို့ကိုလိုချင်တဲ့လောက်ကိုဖြည့်ညက်လိုက်ပါတယ်တငယ်ချင်းတို့ကအခုလိုမျိုး cleansing ဘိုင်းကိုလည်းတေချာလုပ်ထားတယ်ပြီးကြရင်ကိုလည်းလေးမဟာဘဲနဲ့ကတ်ထားတယ်ဆိုရင်2လလောက်ကတော့ 100% တေချာတယ်ခံပါတယ်ပြီးရင်အရေးကြီးဆုံးဖြစ်တဲ့ဒီ shape တိုက်တာကိုလည်းတေချာဂရုစိုက်ပြီးမှပုံသွင်းပေးရပါမယ် customer ကြိုက်တဲ့ပုံစံ shape လေးကိုတေချာတိုက်ပေးရပါမယ်ပြီးကြရင်ဒီ set လေးနဲ့ဒီအပေါ်ပိုင်းလေးကိုလက်သေးနဲ့တပြေးလေးညီသွားအောင်လို့ပြန်ပြီးမှညီပေးရပါမယ်ဒီ set ကိုကင်တဲ့နီလန်းလေးရှိပါတယ်လက်သေးမျက်နှာပြင်နဲ့ဒါ right မမတ်ကြီးကင်တွယ်လို့မရပါဘူးလေးပြီး8ပြီးကင်ပေးရမှာပဲဖြစ်ပါတယ် tray set ကင်တာမကျွမ်းဘူးဆိုရင်ဒီလိုမျိုး file လေးနဲ့လက်သေးမျက်နှာပြင်ကိုလိုက်ညီလို့ရပါတယ် drill machine တက်တော့အချိန်ပိုပေးရပါမယ်ရှင်အခုလိုမျိုးလက်သေးတူခုံကိုအထက်ကလက်သေးနဲ့တပြေးညီအောင်တိုက်ပေးရပါမယ်ဒါမှသာဂျေကာလာတွေဆိုးတဲ့အချိန်မှာလာနေမှာပဲဖြစ်ပါတယ်ပထမဦးဆုံး base coat ကိုဆိုးပါမယ်အပေါက်ကကြတော့ဒီနားမှာ primer ဆိုးတဲ့ဟာကို step ကြော်ခဲ့ပါတယ်ကိုယ့်ရဲ့ customer တွေကိုကြတော့ဆိုးပေးရပါမယ်ခြံခဲလို့မရပါဘူးလက်သေးကိုအဖိပေးတဲ့ဟာမလို့ပါဒီနားမှာတငယ်ချင်းတွေကြည့်ရမယ့်အချက်ကကြတော့လက်သေးကိုဘလို့ဆိုးမယ်ဂျေခါလာဆိုးနီးဆိုတဲ့ဟာလေးရှိပါတယ်ကိုရီတီးတယ်လို့တတ်တယ်လို့အမျိုးစုခနဲ့ဆိုလို့မရပါဘူးသူနီးအတိုင်းဆိုပေးရပါမယ်ထိတ်လေးကိုနည်းနည်းလေးအသားနဲ့မထိအောင်ဟာပြီးဆိုပေးရပါမယ်အရန်ကြီးအသားနဲ့ကွာစရာလည်းမလိုပါဘူး
အသားနဲ့မထီယုံတမေးဆိုပေးရင်ရပါပြီကိုရီးယားအသားနဲ့ထိပြီးဆိုပေးလိုက်ပြီးဆိုရင် customer ဟာတေချာတဲ့3ရက်တစ်ပတ်အတော်အတွင်းပြန်လာပါလိမ့်မယ်ဆိုပြီးသွားတာနဲ့60စက္ကန့်မီပြမယ်ပြီးရင် reinforce ကြေကိုပြန်ပြီးမှထပ်ဆိုပေးပါမယ်ဒီ reinforce ကြေကကြတော့အရန်ကိုအသုံးဝင်ပါတယ်မငီမညာတဲ့ဟာတွေကိုသူကကြတော့ညီညာအောင်ပြန်ပြီးမှလုပ်ပေးရဲ့ဆေးတစ်မျိုးပေါ့နော်ဒီ reinforce ကြေဆိုတဲ့ step လေးကိုကိုရီးယားကြော်သွားလို့မရပါဘူးเนาะတကယ်လို့ကိုရီးယား extension ဆက်တယ်ဆိုရင်ပိုတောင်မှသုံးပေးရပါမယ်ဒီ reinforce ကြေဟာဆိုရင်ဒီဆက်ထားတဲ့ဂျားက line လေးကိုသူကဖျောက်ပေးတယ်လို့လက်သေးမျက်နှာပြင်ကိုပို့ပြီးညီညာသွားအောင်လုပ်ပေးရဲ့ကြေလေးပဲဖြစ်ပါတယ်เนาะကိုရီးယားတကယ်လို့ busy space ရှိသေးတယ်ဆိုရင်ဒီလိုမျိုးဆေးရည်ကို3မျိုးဝေထားရင်ရပါပြီ base coat ရဲ့ reinforce gel ရဲ့ top coat ရဲ့ဆိုပြီးမှ3မျိုးရှိရဲ့3မျိုးဟာဆိုရင်လက်သေးလုတ်တဲ့အပိုင်းမှာမရှိမဖြစ်လိုအပ်တဲ့ဂျယ်လေးတွေဖြစ်ပါတယ်เนาะဒီနားမှာအပေါက်ကကြတော့လက်သေးကိုပြပြလေးမဟုတ်ဘဲနဲ့အလီမှာဖောင်းဖောင်းလေးလိုချင်တဲ့အတွက်ကြောင့်မို့လို့ reinforce gel ကိုဖောင်းချင်တဲ့နေရာအလီမှာပေါ့နော်များများလေးထည့်ပြီးမှဖောင်းဖောင်းလေးလုပ်ပေးလိုက်ပါတယ်ဒီ reinforce gel ကိုဂျယ်များများယူပြီးသုံးမယ်ဆိုရင်တတိထားပြီးလိုက်ညှိပေးရတာပေါ့နော်ပြီးကြရင်ဒီလိုမျိုးမီးလေးနဲ့လိုက်ပြပေးပါဒါမှသာဂျေရည်လေးဟာပြားမတွားဘဲနဲ့ပြေကျမတွားဘဲနဲ့လိုချင်တဲ့ဖောင်းဖောင်းလေးအတိုင်းရှိနေမှာပဲဖြစ်ပါတယ်တစ်ခုပြီးတိုင်းတစ်ခုလုပ်ရပါမယ်အားလုံးပြီးသွားရင်60စက္ကန့်မီးပြပေးလိုက်ပါ reinforce gel မှာအစီပါတဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းပြန်ပြီးတုပ်ပေးရပါတယ်ကြေခါလာမစိုးခင်ဒီ shape လေးတွေကိုညီသွားအောင်တစ်ချက်ပြန်ပြီးတော့ညီပေးရပါမယ်လာပြီးဆိုရင်ကိုရီကြိုက်တဲ့ကြေခါလာလေးကိုရွေးပြီးမှဆိုပေးလို့ရပါပြီ shape လေးတွေအကြောင်းကိုနောက်ဗီဒီယိုမှာပြန်ပြီး sharing လုပ်ပေးသွားပါမယ်အပေါက်ကကြတော့ဒီခါလာအကြည်အောင်လေးကိုရွေးလိုက်ပါတယ်မင်းကလေးတိုင်းကကြတော့လေအကြည်အောင်လေးကိုပို့ပြီးမှသဘောကျကြတယ်ပေါ့နော်အကြည်လေးဟာဆိုရင်လည်းတုံးလို့လည်းအဆင်ပြေတယ်ဆိုးလို့လည်းအဆင်ပြေတယ်အခုအပေါက်တုံးထားတဲ့တစိမ့်ထဲကဆိုရင်လည်းတုံးလို့အရင်ကောင်းပါတယ်ခါလာဆိုနီလေးတွေကိုခုနအပေါက်ပြောသွားတယ်လို့ကောင်းကောင်းလေးဆိုပေးရပါမယ်ဒါမှသာတန်ရှင်တည့်ရပြီးတော့ကြခတ်မှာပဲဖြစ်ပါတယ်အသားနဲ့နည်းနည်းလေးကွာလေးနဲ့ဆိုပေးပါရှင်ပြီးကြရင်ထိတ်မှာနည်းနည်းလေးပိတ်ပေးပါရှင်အများကြီးပိတ်ပေးစရာမလိုပါဘူးပြီးရင်60စက္ကန့်မြပြမယ်ဒီနားမှာအလေးမှာပေါက်ကကြတော့အပြာ ombre လောက်ထားပါတယ်ဒီ ombre ဖြန်းတဲ့အချိန်မှာလေဖြန်းတမလာမှာပေါ့နော်ဒီချင်နေဆိုရင်နောက်ဗီဒီယိုမှာပြန်ပြီး sharing လုပ်ပေးသွားပါမယ်ပို့ပြီးခါလာထင်းသွားအောင်လို့အပေါက်ကကြတော့ခါလာလေးကိုတစ်ထပ်ပြန်ပြီးဆိုပေးလိုက်ပါတယ်ဂျေခါလာလေးဆိုပြီးတိုင်းမီးပြပေးဖို့မမေ့ပါနဲ့နော်ဒီအပိုင်းမှာတော့ခက်အိုင်းလေးစဆိုပါမယ်ရှင် smile ခက်အိုင်းဒီဇိုင်းလေးလုပ်မှာမို့လို့ထိပ်ပိုင်းလေးမှာအရင်စဆိုပေးလိုက်ပါမယ်ပြီးရင်ဒီစုပ်တန်လေးနဲ့ line လေးမကြအောင်ဖြည်းဖြည်းချင်းဖြန့်ပေးရပါမယ်ရှင်ဖြန့်လို့ညီသွားပြီဆိုရင်ကက်အိုင်းဒီဇိုင်းလေးစပြီးလုပ်ပါမယ်ကိုလိုချင်တဲ့ဒီဇိုင်းလေးမလုပ်ခင်ကက်အိုင်းကိုအရင်ကစားပေးရပါမယ်ပြီးမှကိုလိုချင်တဲ့ဒီဇိုင်း smile လေးတွေအသေးပုံလေးတွေစပြီးမှပုံဖော်လို့ရပါပြီရှင်ဒီနားမှာကြတော့အပေါက်က smile လေးလုပ်ပြထားတာပေါ့နော်ကိုကြိုက်တဲ့ဒီဇိုင်းလေးလုပ်ပြီးသွားပြီးပုံဖော်ပြီးသွားပြီဆိုရင်60စက္ကန့်မြပြပေးလိုက်ပါရှင်ပြီးလို့ရှိရင် spider gel အဖြူရောင်လေးကိုသုံးပြထားပါတယ်ပြီးရင်60စက္ကန့်မြပြစရာမလိုပါဘူး30စက္ကန့်ပဲမြပြပါမယ်ပြီးရင်ပို့ပြီးမိန်းကလေးဆန်တော့အောင်လို့ Shake in One Top ကုန်းနဲ့လိုက်ကပ်ပေးလိုက်ပါတယ်ရှင်
ကြောက်ကတ်ကိုမှာအပစ်အကျဲနှမျိုးရှိပါတယ်ဒီမှာကျတော့အပေါက်ကကျတော့ 6 in 1 top coat နဲ့လုပ်ပြသွားတာပဲဖြစ်ပါတယ်6 in 1 top coat ဟာဆိုရင်နေရာမျိုးစုံမှာသုံးလို့ရပါတယ်ကိုကတ်လို့လေးရပါတယ်ကြောက်ကတ်လို့လေးရပါတယ်ပြီးကြရင်ဖောင်းဖောင်းလေးဒီဇိုင်းလုပ်ချင်တယ်ဆိုရင်လည်းဒီ6 in 1 top coat ကိုအသုံးပြုလို့ရပါတယ်60စက္ကန့်မိပြပြီးသွားလို့ရှိရင် reinforce J ကိုဆိုပါမယ် reinforce J ကိုကြတော့နောက်ဆုံးအဆင့်မှာမဖြစ်မနေဆိုပေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့ reinforce J ဟာလက်သေးမျက်နှာပြင်ကိုပိုပြီးညီညာစေလို့ပဲဖြစ်ပါတယ်ပြီးတော့ကိုရီဆိုလိုက်တဲ့ J ခါလာလေးတွေကိုပိုပြီးအသက်ဝင်စေပြီးတော့ကြာရှည်ခံနေမှာပဲဖြစ်ပါတယ်ပြီးရင်60စက္ကန့်မိပြမယ် reinforce J မှာကြတော့အစီပါတဲ့အတွက်ကြောင့်မို့လို့ပြန်ပြီးတုပ်ပေးတယ်နောက်ဆုံးအဆင့်ဖြစ်တဲ့ top coat လေးကိုဆိုပါတော့မယ်ထိတ်လေးပိတ်ပေးဖို့မမေ့ပါနဲ့နော်ထိတ်မပိတ်ဘူးဆိုရင်ဆိုလိုက်တဲ့ J ခါလာလေးတွေဟာလွယ်နဲ့ကွာကျသွားမှာပဲဖြစ်ပါတယ်ပြီးရင်60စက္ကန့်မိပြပေးလိုက်မယ်ဒါလေးကတော့တငယ်ချင်းတို့ဒီဗီဒီယိုမှာလေ့လာခဲ့ရတဲ့ပညာရဲ့ဘာသာရဲ့တစ်ခုပဲဖြစ်ပါတယ်ပညာလေးတွေရသွားမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်